သာသနာတော်နှစ်2552ခုနှစ်ဘောဇာတရေ1990ပြည့်နှစ်ကျန်သူနာစီဆောင်နေရန်ကုန်တိုင်းဗနာမြို့နယ်အာဇာနည်လမ်းမင်္ဂလာပြုဟာအသင်းချုပ်ဓမ္မယုံအတင်းဝယ်ဆင်းရဲခြင်းကပြုလို့အပ်သည်မင်္ဂလာပြုဟာအသင်းချုပ်ရွှေတုသုံးသက်ဆောင်ဖြစ်မြောက်ရေးအထူးတရားပွဲ၌ဟောကြားအပ်သောမေတ္တာနှလုံးအစဉ်သုံးတရားဝေဒနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှိခိုးတော်အရှင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံအာယုပြုပါတိကျဖတ်ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောဂဗံကောတိတိတိယတမေယံကာလံကရုံတော်တိကျုက္ခရာမိခေရံကတောလောကဝိဒယနာသောနမောမဟာကရုဏိကတတတ္တယောနာသောဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဘုံပေါင်းဖာသဖြင့်နာထမိညာခြင်းရှင်တော်မြတ်ဘုရားသည်ကပ္ပဂတိဟိတိဂရေကဘာအရေးအတွက်သေချာတို့ဖြစ်တော်လဲအဘေမေယံတိတတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလရတိချင်းသိနေမှာရှိကြသောကာလပတ်လုံးလောကဝိနာယတတလောကဤအကျိုးစီးပွားအလုံးမှာအတိတဝေရာနိဥ္စာတဲ့ခြေလက်အင်္ဂါဒိဋ္ဌာတိမသမိတာနှင့်တထာဇတိဆုံးရည်ကြီးဟုကျေတိထဝေငါးပဲအစုအမှုခဲရတော်မူလို့ကရုဏတော်ဘုရားကြီးယံဒီတန်ကျိုးကိုအထုတော်ဘုရားကြီးဖြစ်၍ခေရန်တော်ရှင်ပြလုံးအသက်ဆုံးတဲ့နှလုံးစိတ်ဝါကိုရောဤပင်မလေးတို့ကတော်ဘဝကံတိုင်းချိန်သာများစွာရောက်တော်မူကြရရှာလိမ့်မည်မဟာကရုဏီကတတ္တဝါများယဝေသားကဲ့သို့သနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသောဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမိညာထိုရှင်တော်မြတ်ဘုရားအားနမောယတိကြောင့်ကြောင့်မဟောလျော၏သောယောကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မတွေဖြစ်ပါစေတည်းမေတ္တာနှလုံးအစဉ်ဆုံးဒီနေ့2009ခုနှစ်စတင်ရောက်ရှိလာတဲ့ကမ္ဘာနှစ်ခုကာလအခါသမယမှာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေကကကစုပမသုတ်တံဆိုတာရှိအဲဒီကကစုပမသုတ်တံနောက်ပိုင်းကိုယူပြီးတော့ဒီဥက္ကလာဓမ္မလက်ဆောင်အနေနဲ့ဘုန်းကြီးတို့မေတ္တာနှလုံးအစဉ်သုံးဆိုတဲ့တရားကိုပေါ်ပြမှာဖြစ်ပါတယ်ဒီကနေ့ဒီဥက္ကလာကနေစပြီးတော့2009ခုနှစ်တနှစ်လုံးခုနှစ်ကနေရှေ့ဆက်ပြီးတော့လူတိုင်းတက်ရှိတဲ့ကာလပတ်လုံးမေတ္တာနှလုံးအစဉ်သုံးသွားကြမယ်ဆိုလို့ရှိရင်မိမိရောမိမိရဲ့ပတ်ဝန်းကျင်ရောအားလုံးမှာငြိမ်းချမ်းစွာနဲ့နေထိုင်ကြရမှာဖြစ်တယ်ဒီကနေ့ခေတ်ကြီးမှာအားလုံးကိုလေ့လာပြီးတော့ကြည့်လို့ရှိရင်မေတ္တာတရား၄ပါး6ခန်းလာတာကိုသိရှိရမှာဖြစ်ပါတယ်အလုံးစုံကြည့်လိုက်လို့ဆိုရင်မေတ္တာတရားတွေရောပါလာသည့်အတွက်ကြောင့်မေတ္တာဓာတ်တွေလဲလာသည့်အတွက်ကြောင့်
ဒီဘက်ကကြည့်ရင်ကဘာကြီးပူဝေးလာတာလည်းဒီချက်နဲ့ပါကောင်းပါမယ်ပါဖို့ကိုရှိပါအလုံးအိမ်ကျိုးဆက်ဆိုတာတော့ပြင်ပကိုကြည့်ပြီးတော့ပြောတာတကယ်ကြတော့တတ္တဝါတွေရဲ့နှလုံးသားထဲမှာမေတ္တာအငြိမ့်သက်တွေနေပါလာလို့လူရဲ့ခန္ဓာကိုယ်ကထွက်တဲ့အရာတွေကအပူတွေကြီးပဲဖြစ်လာပူလောင်တဲ့စိတ်ကထုံးလို့လိုက်တဲ့အရာတွေဟာပူလောင်လာတွေကြီးပဲဖြစ်လာလို့မေတ္တာဓာတ်တွေတည်းကြီးခံချောင်းလာကြတယ်။ဒါကြောင့်မေတ္တာနှလုံးအစဉ်သုံးနိုင်မယ်ဆိုလို့ရှိရင်မိမိတို့ပဝန်းကျင်တဲ့ကမ္ဘာလောကကြီးတစ်ခုလုံးမှာဉာဏ်ဉာဏ်တရားမှုရရှိနိုင်တယ်ဆိုဒီကမ္ဘာလုံးမငြိမ်းချမ်းနိုင်တော့မှပဲမိမိရဲ့စိတ်နှလုံးလေးငြိမ်းချမ်းမှုရာအတွက်ကတော့မေတ္တာနှလုံးသုံးရမှာဖြစ်တယ်။ထိုသောတာပန်နဲ့လက်ဆောင်ရကဒီလေးတွေကိုသင်္ချာရှားဟောကြားထားတာဖြစ်တယ်။လူလောကမှာတဦးနဲ့တဦးမေတ္တာပြည့်စုံရာဆိုတဲ့နေရာမှာဘယ်အရာအများဆုံးလဲကျုံးနဲ့လူဆက်ဆံတဲ့အခါမှာအပြောဆိုနဲ့ဆက်ဆံရတယ်အပြုမှုနဲ့ဆက်ဆံရတယ်အများအားဖြင့်ဝစီကံနဲ့ဆက်ဆံရတယ်အများကျုံးနဲ့လူပြောတဲ့ဆိုကြတဲ့အခါမှာသူပြောဆိုမှုကိုခြေတည်ပြီးတော့မေတ္တာတရားမှုဖြစ်ကြတယ်လို့မေတ္တာခန်းချောင်းမှုလည်းဖြစ်ပေါ်လာစေတတ်တယ်။ဒါကြောင့်လို့နေ့ဥက္ကာလမှာအာရုံသူရဲ့ပြိတ္တလို့ဝစီကံနဲ့ပတ်သက်ပြီးတော့ဘုရားမြတ်စွာညွှန်ပြတဲ့အတိုင်းမိမိကိုယ်တိုင်ကကျင့်သုံးဖို့အရေးကြီးတယ်။အပြောဆိုနဲ့ပတ်သက်ပြီးတော့ဒီကနေ့ဘယ်လိုတန်ဋိဌာန်ချမလဲဒီဥက္ကကဘုရားမြတ်စွာကဟောထားတဲ့ထဲမှာလောကလူတွေကစကားပြောတဲ့အခါမှာပြောတဲ့အချိန်ကမပြောတဲ့အချိန်ကသိပြီးတော့မစဉ်းစားဘူးမပြောတဲ့အချိန်ရင်ပြောတာပဲမပြောတဲ့အချိန်ပြောမိလို့ရှိရင်ပြဿနာတက်ဒါကတော့လောကလူတွေအားလုံးသိနေမပြောတဲ့အချိန်ပြောလိုက်ရင်ပြဿနာတက်မိဘနဲ့သားသမီးတောင်မှမပြောရမယ့်အချိန်ဆိုတော့လူကြားသူကြားမပြောရမယ့်အချိန်ပြောလို့ရှိရင်မခံနိုင်ဖြစ်တတ်တယ်ဒါကြောင့်အချိန်ဆိုတာကြည့်ရတယ်တင့်တော်တဲ့အချိန်လားမတင့်တော်တဲ့အချိန်လားပြောသင့်ပြီလားမပြောသင့်ဘူးလားဆိုတဲ့အချိန်ကိုက်ပြောဖို့အမှန်တမ်းအရေးကြီးတယ်ဒါကြောင့်လို့စကားအပြောနဲ့ပတ်သက်ပြီးဘုန်းကြီးတို့တွေဒီနေ့လိုက်ကကျင့်သုံးဖို့တစ်ခုကမှလို့ပြောသင့်တဲ့အချိန်မှသာပြောမယ်မပြောသင့်တဲ့အချိန်မပြောဘူးဒီတစ်ချက်ဒီနေ့စားပြီးငါစကားပြောတော့မယ်ဆိုရင်ပြောသင့်တဲ့အချိန်မှသာပြောမယ်မပြောသင့်တဲ့အချိန်ကငါမပြောဘူးဘုရားမြတ်စွာရဲ့စကားနဲ့ပြောမယ်ဆိုလို့ရှိရင်ကာမေနဝက္ခာမိနောအကာမေနကာလိနတယောပတ်လို့ပြောတဲ့အချိန်တန်မှသာလေဝက္ခာမိပြောမယ်အကာမေနအချိန်မတန်တဲ့အခါမျိုးမှာဆိုရင်ဝက္ခာမိမပြောဘူးဒါလည်းလိုက်နိုင်ကျင့်သုံးရတဲ့တစ်ခုပဲနောက်တစ်ခုကဘာလို့ဆိုရင်ဘူတေနဝက္ခာမိနောအဘူတေနလူတွေကမှန်တာလည်းပြောတာပဲမမှန်တာလည်းပြောတာပဲဟုတ်တာလည်းပြောမဟုတ်တာလည်းပြောဟုတ်လည်းပြောမဟုတ်လည်းပြောအပြောနဲ့ပတ်သက်ပြီးမရှင်းရင်ဒါကြောင့်မလို့ဒီကနေ့ကစပြီးတော့ငါဟုတ်တာကပြောမယ်မဟုတ်တာမပြောဘူးဥဒေနပုံမှန်တာကိုသာဝက္ခာမိပြောမယ်အဘုဒေနမဟုတ်တာဆိုတာငါမပြောဘူးနောဝက္ခာမိမပြောဘူးဟောဒါ
ဒုတိယတဏိဋ္ဌာန်ချပြီးလိုက်နာကျင့်တော်မှာတစ်ချက်နောက်တစ်ခုကဘာလို့ဆိုရင်တန်နေနဝက္ခာမိလောဘုဒေနတန်နေနလူညံတေဝိဆိုဝက္ခာမိပြောမယ်ဘုဒေနချမ်းချမ်းချမ်းသာလောဝက္ခာမိမပြောလောကလူတွေကစကားကိုပြောတဲ့အခါမှာသိမရွေးချယ်ကိုယ်စိတ်ထဲမှာရှိတဲ့အတိုင်းလုပ်လိုက်စိတ်အလိုမပြဖြစ်နေတဲ့အချိန်မှာရင်ကြီးကြီးတိမ်တိမ်မွေ့မွေ့ပြောချင်မှပြောတယ်ရိုင်းရိုင်းဆိုင်ဆိုင်ချမ်းချမ်းထမ်းထမ်းပြောချင်ပြောပြလိုက်ကြတယ်စကားမှာအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကကိုယ့်ကိုယ်စောင့်ကြည့်ထားပါတဲ့ငါစကားပြောလို့ရှိရင်တိမ်ဝိလူညံ့ရင်ကျေးွယ်ရာကပြောမယ်ကြမ်းတမ်းရိုက်ပြတဲ့စကားကိုငါမပြောဘူးဒါကတစ်ချက်နောက်တစ်ချက်ကအဋ္ဌတန်ဟိတေနဝက္ခာမိနောအနတ္ထတန်ဟိတေနအဋ္ဌတန်ဟိတေနအကျိုးရှိတဲ့အရာကိုသာလည်းဝက္ခာမိပြောမယ်အနတ္ထတန်ဟိတေနအကျိုးမရှိတဲ့အရာကိုနောဝက္ခာမိပြောလောကမှာလူတွေကစကားပြောတဲ့အခါမှာအကျိုးရှိတာလည်းပြောတာမဟုတ်ဘူးအကျိုးမရှိတာလည်းပြောတယ်အကျိုးကြောင့်စီရင်မှုရှိတာကိုကြီးပြောတာမဟုတ်ဘူးအကျိုးကြောင့်စီရင်မှုမရှိတာကိုလည်းပြောကြတယ်မရှိမဆိုင်ပြောဒါကြောင့်လို့တချို့ကပြောတယ်မလားမင်းမဆိုင်တဲ့ဘာလို့ပြောမရှိမဆိုင်စကားတွေနာမပြောနဲ့အဋ္ဌတန်ဟိတဖြစ်ရမယ်ဒါကြောင့်ဒီအချက်လည်းပုဂ္ဂိုလ်ရဲ့ဆုံးဖြတ်ပြီးကိုယ့်ရဲ့လက်ကိုထိန်းသိမ်းဆောင်လေ့ကျင့်ဖို့အဋ္ဌတန်ဟိတေနအကျိုးရှိတဲ့စကားမျိုးကိုသာလည်းဝက္ခာမိပြောမယ်အနတ္ထတန်ဟိတေနအကျိုးမရှိတဲ့စကားမျိုးကိုသာပြောဘူးလို့နောဝက္ခာမိမပြောဘူးလို့ဒီလိုလေ့ကျင့်ပါနောက်တစ်ချက်ကဘာလို့ဆိုရင်မေတ္တာစိတ်တာပဝက္ခာမိနောဒေါသန္တနာလူတွေကစကားပြောပြီးဆိုလို့ရှိရင်စိတ်ထဲမှာရှိတဲ့အတိုင်းစိတ်ကြီးနေရင်တော့ကောင်းကောင်းမွန်မွန်ပြောတယ်စိတ်မကြီးဘူးဒေါသထွက်နေရင်ကောင်းကောင်းမွန်မွန်ပြောတော့အဲ့ဒါကြောင့်လို့မြတ်စွာဘုရားကစောင့်ကြည့်ထားပါတယ်ကိုယ့်ကိုမေတ္တာစိတ်တာပဝက္ခာမိပြောလို့ဆိုရင်မေတ္တာစိတ်နဲ့ပဲပြောမယ်တဲ့ဒေါသစိတ်နဲ့ငါမပြောပါဘူး။ဟောစကားပြောတဲ့အရာမှာတဝိနဲ့တဝိမေတ္တာမပြတ်ဖို့ကိုယ့်ကိုယ်ကိုထိန်းသိမ်းဆောင်ရှောက်ကိုယ်ကိုယ်တိုင်ကအရင်ဒီလိုကျင့်သုံးရမယ်။ပြန်ပြီးပြောမယ်ဆိုရင်ပြောတဲ့အချိန်မှပြောမယ်မပြောတဲ့အချိန်မှမပြောဘူးမန္တာဝသာပြောမယ်မမန္တာဝငါမပြောဘူးပြောရင်လည်းချင်းချင်းနာနာရင်ကြီးကြီးကိုပြောမယ်ရိုင်းရိုင်းဆိုင်ဆိုင်မပြောဘူးပြောတဲ့အခါမှာအကျိုးရှိတဲ့စကားကိုသာပြောမယ်အကျိုးမရှိတဲ့စကားကိုမပြောဘူးပြောတဲ့အခါမှာမေတ္တာစိတ်နဲ့ပဲပြောတယ်ဒေါသနဲ့လုံးဝမပြောဟောဒီမြတ်စွာဘုရားရဲ့အဆုံးအမကိုကြည့်ရှင်းဆရာတော်ကြီးကပြောတယ်စိတ်ဆိုးနေရင်စကားမပြောနဲ့ဆိုတာအဲ့ဒါပြောတာနော်စိတ်ဆိုးနေရင်စကားဘာလို့စကားကောင်းမထွက်တယ်အဲ့လိုလို့မိမိကိုယ်တိုင်ကအခုလိုစကားပြောတဲ့စီကံလေးတွေကိုယ့်အကိုချထားပြီးကိုယ့်အကိုတတိထားပြီးတော့ဒီတိုင်းတိုင်းကကျင့်သုံးလိုက်မယ်ဆိုရင်မိမိနဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်ကိုပြဿနာတက်เสียအကြောင်းမရှိတော့မေတ္တာနှလုံးပြည့်เสียမရှိဘူးတဲ့မေတ္တာနှလုံးပြည့်သွားတာကိုယ့်ရဲ့အပြောဟာမပြောတဲ့အချိန်တော့ပြောမိရင်လည်းပြဿနာဖြစ်တယ်မဟုတ်တာတော့ပြောမိရင်လည်းပြဿနာဖြစ်တယ်ချမ်းချမ်းတော့ပြောမိရင်လည်းပြဿနာဖြစ်တယ်အကျိုးမရှိတဲ့စကားမျိုးတော့ပြောမိရင်လည်းပြဿနာတက်တယ်ဒေါသနဲ့ပြောရင်လည်းပြဿနာတက်တယ်ဒါကြောင့်မို့အပြောအဆိုကိုယ်တိုင်ကစီကံချပြီးတော့ခုလိုလိုက်နာဖို့
ဘုရားမြတ်စွာဒီလိုခေါ်တာနော်လက်စောပြန်ဟောထားတဲ့တရားတွေကလက်တွေ့ကျင့်သုံးဖို့လိုက်နာဖို့ဟောတာလေးကြီးပဲအကုန်လုံးတကယ်လက်တွေ့လိုက်နာပြီးတော့ကျင့်သုံးလိုက်တယ်ဆိုလို့ရှိရင်ကြည့်ရောက်တဲ့အကျိုးကျေးဇူးတွေပေါ်လာဘုရားရဲ့တရားတော်လူချင်းဆက်ဆံတဲ့အခါမှာလူလောကမှာပြဿနာအတက်ဆုံးပါလို့ဆိုရင်အပြောဆိုပဲဒါကြောင့်မလို့ဒီစကားများပြီးရဲ့ဆိုတာအဲ့ဒါစိတ်ထဲတွေးကြည့်ရဖြစ်တာလည်းမရှိပါဘူးစကားများပြီးရဖြစ်တာဒီရက်ဒီနေ့ဒီနှစ်ယောက်ဟာအကြည့်စားများပြန်ဖြစ်ကြတယ်ပြီးတော့လောကမှာမကြည်မနှံ့ဖြစ်တာဆိုရင်ဘယ်မှာဘုသူအတင်းပြောလို့ဘုသူကဘယ်လိုပြောတာလဲဆိုတာတွေကိုအကြောင်းပြုပြီးတော့ပြဿနာတက်ကြတယ်ငါတို့ဘယ်လိုပြောသွားတာလဲဘုသူစီကတစ်ဆင့်ကြားတယ်ဟောပြဿနာလေးတက်အပြောအဆိုပြဿနာတက်ဆုံးနေဒါကြောင့်လို့ဒီအချက်တွေကိုမြတ်စွာဘုရားလေးနဲ့ထားပြီးတော့ဟောလောကဆိုတာလူကြီးဆိုတာလောကီအစုပ်လူတို့မှုကမဟုတ်လဲပြောဟုတ်လဲပြောနော်လောကမှာရှိတဲ့လူတွေကပါဇက်ဆိုတာပြောဖို့ရနဲ့စားဖို့ရထားတာဆိုတော့ပြောချင်ရင်ပြောကြတဲ့အနေအထားရှိနှုတ်ခမ်းမှာစိတ်ကမ်းရှိအခုဒါကြောင့်လို့မြတ်စွာဘုရားကအပြောနဲ့ပတ်သက်တဲ့စိတ်ကမ်းချက်ကလေးတွေခုချပေးတာနော်ပြောနဲ့ပတ်သက်တဲ့စိတ်ကမ်းချက်အဲ့ဒီပြောနဲ့ပတ်သက်တဲ့စိတ်ကမ်းကဏ္ဍလေးကိုကိုယ်တိုင်လိုက်နာပြီးပြောမယ်ဆိုရင်ကိုယ့်ဘက်ကပြဿနာတက်ဆရာမရှိတော့ဘူးကိုယ်အပြောကြောင့်တခြားပုဂ္ဂိုလ်တရားမျက်နှာကြရလည်းအကြောင်းမရှိတော့ဘူးသို့တော့ကိုယ်နေနေရတဲ့ society တွေကနှုတ်စည်းကမ်းရှိတဲ့လူတွေရှိတယ်လို့နှုတ်စည်းကမ်းမရှိတဲ့လူတွေကလည်းအများကြီးပဲပြောချင်ပြောတဲ့ပုဂ္ဂိုလ်တွေကအများကြီးဆိုတော့ပြောချင်ပြောတဲ့ပုဂ္ဂိုလ်တွေရဲ့စကားကိုနားထောင်ပြီးတော့ပြဿနာလိုက်တဲ့လူတွေမဆုံးတော့နော်အဲ့ဒါကြတော့မြတ်စွာဘုရားကမေတ္တာနှလုံးအစဉ်သုံးမေတ္တာနဲ့ခုခံရတယ်လို့ပြောနော်ပြောချင်တဲ့လူတွေဘာပဲပြောပြောမြတ်စွာဘုရားဒီလောကမှာအဲ့ဒါကိုခေါ်တာဒီလောကလူတွေဆိုတာတဲ့ပြောခြင်းနဲ့အချိန်ပြောခြင်းလည်းပြောတာပဲမပြောခြင်းနဲ့အချိန်ပြောခြင်းလည်းပြောတာပဲဟုတ်တာမှန်တာပြောတာလည်းရှိတာပဲမဟုတ်တာပြောတာလည်းရှိတာပဲရင်းချင်းချင်းပြောတာလည်းရှိတယ်ရရဲဆိုင်ဆိုင်ပြောတာလည်းရှိအကြောင်းကျိုးစီလျော်အောင်ပြောတာလည်းရှိတယ်အကြောင်းကျိုးမစီလျော်တာတွေကိုပြောတာလည်းရှိတယ်မေတ္တာစိတ်နဲ့ပြောတာလည်းရှိတယ်ဒေါသနဲ့ပြောတာလည်းရှိတယ်အပြောအမျိုးမျိုးတွေဘုရားရဲ့ကြုံတွေ့ကြရမှာဒီလောကဒီအတိုင်းဝိုင်းနဲ့နေလို့ရှိရင်ဘုရားမြတ်စွာဘုရားဒါတွေကအတ္တမမပြောတာဘူးမြတ်စွာဘုရားကိုလာပြောတဲ့ပုဂ္ဂိုလ်တိုင်းကယဉ်ကျေးကျေးပြောကြတာမဟုတ်ဘူး။နိုင်ဆိုင်ဆိုင်ပြောတာအများကြီးရှိတာပဲ။တန်ရုံထဲမှာပါတဲ့အကောသကဘာရတော်သဆိုဘုရားနာဆဲတဲ့လူတော်ရှိတယ်။အဲ့ဒါလို့ရိုင်းရိုင်းဆိုင်ဆိုင်ပြောတဲ့စကားတွေကိုအကြောင်းပြုပြီးတော့ပြဿနာတက်နေမယ်ဆိုလို့ရှိရင်လောကကြီးကပြဿနာဖြေရှင်းလို့ရနိုင်တဲ့အကြောင်းရှိ။ဒါကြောင့်မို့လို့မြတ်စွာဘုရားကဘယ်လိုစကားမျိုးနဲ့ပဲလာပြောပြောတဲ့ဘာကိုလိုက်နိုင်ရမလဲဆိုရင်မြတ်စွာဘုရားအချက်၅ချက်ဟောထားတယ်လို့ရှိဒီကက္ကစုပမတုတ်ကက္ကစဆိုတာလွှတ်လို့ပြောဒီခွဲတဲ့လွှတ်ကြီးကိုဘက်ဒီဘက်လက်ကင်ပါတယ်စစ်တုံးကြီးခွဲတဲ့လွှတ်ကြီးကက္ကစဥပမာဆိုလွှတ်တော်နဲ့ဥပမာပြီးလွှတ်ဥပမာနဲ့ဟောထားတဲ့သုတ်တံမှုကက္ကစုပမသုတ်တံလို့ခေါ်တယ်အဲဒီသုတ်တံရဲ့ရှေ့ပိုင်းကရဟန်းတော်ဘာကိုအကြောင်းပြုတယ်အဲ့ဒါလည်းဒီစကားကြောင့်ပြဿနာတက်တာပဲအဲဒီကိုယ်တော်ရဲ့ဘွဲကခက်ခုနာတဲ့ကုခက်ခုနာ
လူဘဝတော့ကသဒုံကြီးနဲ့နေခဲ့လို့သူ့ကိုမောရိယခကုဏကိုခေါ်တယ်မှာသင်္ဃဝလာတဲ့အခါကျတော့သူကဘိက္ခုနီတွေနဲ့အမတန်အကြောင်းဝင်ဘိက္ခုနီတွေနဲ့အမတန်ခင်မင်ရင်းနေခင်မင်ရင်းနေတော့ပြဿနာဖြစ်တယ်ပြောဆိုမှုတွေနဲ့ပတ်သက်လာရင်ပြဿနာဖြစ်တယ်လို့မခံဘူးဒီကိုယ်တော့အပြစ်ကိုပြောတာကြားရင်လည်းဘိက္ခုနီတွေကမခံဘူးရန်တွေးကြဘိက္ခုနီတွေရဲ့အပြစ်ကိုပြောလို့ရှိရင်လည်းဒီကိုယ်တော့မခံဘူးလို့ဟောဘုရားလက်ထက်ကဖြစ်နေပုံနော်အပြောမှာပြဿနာတက်တယ်ဆိုတာဒီကနေ့လည်းအပြောနဲ့ပြဿနာတက်တာအများကြီးပဲပေါ့နော်ဒါကြောင့်လို့နှုတ်ကိုစီကံထားရမှာတော့ခုနအချက်တွေနဲ့စီကံထားလိုက်ရင်မဖြစ်တော့အဲ့ဒီလိုပြဿနာတွေတက်လာတဲ့အခါကျတော့မြတ်စွာဘုရားခေါ်ပြီးဆုံးမတယ်သူခေါ်ဆုံးမတယ်အဲ့ဒီလိုခေါ်ဆုံးမပေမဲ့ဘုရားကိုခံမပြောပေမဲ့သူ့စိတ်ထဲကပြင်မဲ့သဘောမရှိဘူးအဲ့ဒီပြင်မဲ့သဘောမရှိတော့မြတ်စွာဘုရားကယဟန်တွေဒီတုတ်တန်နဲ့ပတ်သက်ပြီးဒါဟောဒီကြားထဲမှာမြတ်စွာဘုရားကအာမရှိသေးလို့ဆိုလို့ရှိရင်လောကမှာတဲ့ကိုယ်ပေါ်မှာပတ်ဝန်းကျင်ကကောင်းနေလို့ကိုယ်ကကောင်းနေတာဆိုလိုတာကသူများတွေကတောနေလို့ကောင်းနေတဲ့သူတော်ကောင်းမျိုးမဖြစ်စေနဲ့ပေါ့ကျုပ်ကကိုယ်ပတ်ဝန်းကျင်သိကောင်းတယ်လေကိုယ်ပေါ်မှာဘာမှအပြစ်မလုပ်ကြဘူးဘုရားဆန္ဒအတိုင်းအကုန်ဖြစ်နေတဲ့အခါကျတော့ဒီလိုသဘောကောင်းလိုက်တာလည်းဖြစ်ပတ်ဝန်းကျင်ကကောင်းရင်လူကသဘောကောင်းနေကြတယ်ပတ်ဝန်းကျင်အဆိုးကြီးကြုံတဲ့အခါကျတော့သူသဘောကောင်းမလားမကောင်းဘူးလားဆိုတာထင်ရှားလာတတ်တယ်တချို့လည်းတစ်စုံတစ်ခုရပြီးတော့ပြေပါပေးခံနေရလို့သဘောကောင်းနေတဲ့လူကလည်းရှိသေးတယ်ဦးစားပေးခံနေရတဲ့သဘောကောင်းနေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်အဲ့တော့အဲ့လိုပုဂ္ဂိုလ်မျိုးဟာတကယ်သဘောကောင်းတာမဟုတ်ဘူးသောတတတကယ်ရင်ကျေးတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးနိဝါဒဘယ်တော့မှစိတ်ဆိုးတဲ့သဘောကောင်းတဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ဘူးဥပတန္တစိတ်နှလုံးငြိမ်းအေးနေတဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ဘူးတဲ့သူများကပတ်ဝန်းကျင်ကကောင်းနေလို့စိတ်ဆိုးစရာမရှိလို့မဆိုးတာစိတ်ဆိုးစရာရှိရင်ဆိုးမယ်ဒီကိုစဉ်းစားကြည့်ပေါ့ငါကောင်းနေတာငါပတ်ဝန်းကျင်ကကောင်းနေလို့ငါကောင်းနေတာလားတကယ်ကိုပတ်ဝန်းကျင်ကမကောင်းတဲ့အချိန်မှာငါကောင်းနေနိုင်ရဲ့လားကိုယ်စဉ်းစားဖို့နော်ကိုယ်ထော်တော်ကလုံးနေတဲ့ပုဂ္ဂိုလ်ရဲ့ကြားထဲမှာငါစိတ်ကဘယ်လောက်ထိနိုင်လဲပေါ့ဒီလိုစဉ်းစားဒါကြောင့်မြတ်စွာဘုရားကဒီတုတ်တန်ရှေ့ပိုင်းမှာငါထည့်ဟောထားတယ်ဆိုတာဝတိပြည်မှာတဲ့ဝိရိဟိတဆိုအိရှင်မကြီးပြောက်ရှိအဲ့ဒီအိရှင်မကြီးရဲ့အိမ်စီအမျိုးသမီးကာလီတဲ့ကာလီကသိတော်တယ်ဘုရားခြေတော်တယ်လုတ်တတ်တယ်ကြိုက်တတ်တယ်ထမင်းချက်တယ်နော်ချက်ပြုတ်သိတော်တယ်အိမ်တန်ရှင်းကြီးသိတော်တယ်လုပ်ငန်းကြိုက်တာတွေလုံးဝသိတော်တယ်အစစအရာရာအိရှင်မကြီးကဘာမှကြည့်ကြမလို့ကာလီကအကုန်လုံးတယ်လုပ်တဲ့အခါကျတော့ပတ်ဝန်းကျင်ကထင်ကြတာတခါမှဒီအိရှင်မကြီးကစူတာဆဲတာလည်းမကြားရဘူးသူအများအားပြုံးပြီးတော့သိသဘောကောင်းတဲ့အိရှင်မကြီးတဲ့သောရတသိသဘောကောင်းတဲ့နိဝါဒသိငြိမ်ငြိမ်စင်စင်နေတတ်တဲ့ဥပဒနာသိစိတ်နှလုံးအေးချမ်းတဲ့သဘောကောင်းတဲ့အိရှင်မကြီးလို့ပတ်ဝန်းကျင်ကယူဆပြီးတော့နာမည်ကျော်နေတယ်အဲ့ဒီလိုသူသဘောကောင်းနေလို့နာမည်ကျော်နေတဲ့အချိန်မှာကာလီဆိုတဲ့အမျိုးသမီးကစဉ်းစားတယ်ငါတုံးနေလို့သူကောင်းတာလားတော့ငါအိရှင်မျိုးသမီးကပင်မိုးကိုသဘောကောင်းတာလားစမ်းကြည့်ပေါ့နော်စမ်းကြည့်နေလို့တကယ်ပင်မိုးစိတ်ကကောင်းတာလားအိမ်မှုကိစ္စတွေငါကပြောစရာဆိုစရာမရှိအောင်အလေးအနည်းမရှိအောင်သူစိတ်သဘောကြအကုန်လုံးပေးထားလို့သူ
ဘောကောင်းနေတာလားငါစမ်းကြည့်အောင်ပဲဆိုကာလီအိမ်မှာလည်းလို့တဲ့ကာလီဆိုတဲ့အမျိုးသမီးရှိကတော့ဂျုံမခေါ်နောက်တည့်ရကျတော့ခါတိုင်းမနဲ့စောစောထားပြီးအိမ်မှုကိစ္စတွေလို့အဲ့ဒီကျတော့မထားလင်းအောင်အိတ်ပြလိုက်တမင်တကာစမ်းတာတော့လင်းအောင်အိတ်လင်းအောင်အိတ်လိုက်တော့ခုပြလို့ဆိုမနဲ့ဆိုကော်ဖီတောက်မှာပေါ့နော်ကော်ဖီတောက်ကြရင်လေးအောင်တရားလေးဘာမလို့ဒီညာမလို့တမင်အောင်ဆက်ရတယ်ညနေတိရမတရားလေးအကုန်လုံးအိရှင်မကြီးကဘာဖြစ်တာတော့မချပါလားခါတိုင်းဒီချိန်ကိုပြင်းစင်ပြီးနေပြီအစနဲ့အဲ့ရထားရင်စားဖို့တောက်ဖို့ပုံစံဒီနေ့ပါမလို့ကာလီဘာဖြစ်တာတော့ဆိုတော့ဘာမှဖြစ်ပါဘူးလို့ပြောဘာမှမဖြစ်ဘူးဘာလို့မချရလဲဆိုဘာမှမဖြစ်ဘူးဆိုတော့ဘာလို့လဲဆိုတော့အဲ့ဒီမျက်စောင်းထုတ်မျက်မှောင်ကြီးကုတ်ပြီးကြည့်ပါစိတ်ကတော့စိတ်ထဲမှာစိတ်ဆိုးလာတာသိတာတော့တို့ဆိုဘာမှတော့မပြောဘူးမျက်မှောင်ကုတ်မျက်စောင်းထုတ်ပြီးလို့ရှိတော့အဲဒါကတော့ဟင်းလို့တော့မဟုတ်ဘူးနော်အဲ့တော့ကာလီကအကဲခတ်တယ်အေးမိုက်အိရှင်မာကြီးလားငါကောင်းနေလို့သူတော်နေတာပဲတေသဘောကောင်းတာမဟုတ်ဘူးငါဆက်ပြီးတော့စမ်းသပ်အောင်မယ်ဆိုနောက်တည့်ရကျတော့ပို့ပြီးတော့အိတ်လိုက်တယ်ပို့ပြီးတော့နေပြင်းအောင်အိတ်တယ်အဲ့ဒီလိုပို့ပြီးတော့နေပြင်းအောင်အိတ်တဲ့အခါကျတော့ကာလီဘယ်လိုအိတ်ဘာလို့မထသေးတာလဲဘာမှမဖြစ်ပါဘူးဆိုတော့အဲ့ဒီနေ့ကျတော့နှုတ်ကနေထုတ်ပြီးတော့မင်းဒီကောင်မတော့တည်ခြင်းပြီးခြင်းနဲ့ဖြစ်သွားပြီသစ္စာကထွက်လာပြီစမ်းသပ်အဲ့နောက်ပြည့်ဆက်စားအောင်ပဲပေါ့သူတင်လို့ဘောကောင်းတာမဟုတ်ဘူးငါကောင်းလို့ကောင်းငါတော်လို့သူကောင်းနေတာပဲနောက်ပြည့်ဆက်စားအောင်ပဲဆိုပြီးတော့၃ရက်မြောက်တဲ့နေ့မှာပို့ပြီးတော့နေပြင်းအောင်အိတ်လိုက်တဲ့အခါကျတော့ထက်ကလေးနေတော့မရည်လားမနေ့ကလည်းအိတ်တယ်ဒီနေ့ကလည်းအိတ်တယ်အခုလည်းမချဘာဖြစ်လဲဘာမှမဖြစ်အောင်ပဲဘာမှမဖြစ်ပဲအိတ်ရမလားလို့ဆိုပြီးတော့နော်တန်ကောက်ဆိုတာရှင်းတော့ကအတွင်းထဲကကလန်းချထားတယ်တန်ကြောင်ကောက်ကြီးနဲ့ယူပြီးတော့ကာတိခေါင်းကိုရိုက်ခွဲလိုက်တယ်သုံးရမြောက်ကြတော့သူ့ရဲ့ဒေါ်လာကိုထွက်လာအဲ့ဒီလိုထွက်လာပြီးတော့ကိုကြီးလက်ရောက်ရိုက်နေလိုက်တဲ့အခါကျတော့ခေါင်းကွဲသွားသွေးတွေထွက်သွားကာလီကအစမ်းတတ်ရတာမလွယ်ဘူးတော့ခေါင်းကွဲခံပြီးတော့စားတာခံပြီးပါလေအိမ်ပြင်ထွက်ပြီးတော့ကဲအရိုက်ကလေးကြီးကြပါဦးသဘောပေါက်နေဆိုတဲ့တခင်မာကြီးကြည်လမ်းမအောင်နဲ့ရိုက်လိုက်တာဟောဒီမဲ့သွေးတွေကိုထွက်ပြီးခေါင်းကြီးကွဲနေပါပြီဆိုပြီးတော့အိမ်သားကြီးချင်းနေလှည့်ပြောတယ်ဘယ်ဘယ်လိုသဘောကောင်းတယ်ဆိုတာဘယ်ဘယ်လိုသဘောကောင်းတယ်ဆိုတာကိုယ်အိမ်မှာဝတရားကြည်တဲ့ဂျုံမဟောလို့ရိုက်နေလိုက်တာခေါင်းကြီးကွဲသွားပြီဆိုပြီးတော့အရက်ထဲလှည့်ပြောလိုက်တာဟောအဲ့ဒီနေရာစပြီးတော့သဘောကောင်းတယ်ဆိုတဲ့အိမ်ရှင်မကြီးကအိုးဆိုးလိုက်တဲ့အိမ်ရှင်မကြီးဆိုးလိုက်တဲ့အိမ်ရှင်မကြီးနဲ့ချက်ချင်းတည်းလို့ပေါက်သွား။ဒါကြောင့်လို့အထက်ကရာဆရာကြီးကအဲ့ဒီနေရာလေးမှာရေးချတာမှတ်သားစရာကောင်းတယ်။ခုနနာမတဏိကံအခိသန္တိဂုံဆိုတာဖြည်းဖြည်းလေးတက်လာတာ။ဒေါဘောခဏီနေဝပတ်ထရတိမကောင်းတဲ့ရင်ကြတော့ချက်ချင်းပြန်နေတယ်။ဂုံရဖို့ဆိုတာအချိန်နိုင်ကြီးကိုလေနော်လူတယောက်ဂုံတက်လာဖို့ဆိုတာဖြည်းဖြည်းလေးမှတက်တာချက်ချင်းဝန်းတိုင်းမတက်ဘူးတဲ့။တို့တော့အပြစ်ဆိုတာကြတော့တမဟုတ်ချင်းပြန်သွားနိုင်တယ်မကောင်းတဲ့ရင်ကြကောင်းတဲ့ရင်ကဖြည်းဖြည်းလေးပဲပြန်တယ်မကောင်းတဲ့ရင်ကြတော့ချက်ချင်းပြန်တယ်အဲ့ဒီကစပြီးတော့ဝေဒီနိကာဆိုတဲ့အိရှင်မာကြီးကဆိုးလိုက်တာနဲ့ဖြစ်သွားကြတယ်သဘောကောင်းလို့ဆိုမရှိတော့ရသဗျာကဘာဟောလို့လဲဆိုရင်သူများတော်လို့ကောင်းနေတဲ့အကောင်းမျိုးမဖြစ်စေနဲ့လို့ပြောတယ်
င်ကိုယ်ကမကောင်းလို့ဒီလိုဖြစ်ရတာပေါ့ပင်ကိုယ်ကကောင်းရင်ဒီလိုရိုက်နေတိထိအောင်ပဲဒေါသထွက်မယ်ပင်ကိုယ်စိတ်ဓာတ်ကကောင်းနေလို့ရှိရင်မဖြစ်ဘူးအဲ့တော့ပင်ကိုယ်ကကောင်းအောင်ကျင့်ပါလို့ဒီလိုပြောလို့ပေါ့အဲ့ဒီနောက်မှာမြတ်စွာဘုရားလောကလူတွေချင်းချင်းနေကြတယ်ဆိုတဲ့ခါမှာတဲ့ခေါင်းကစကားမျိုးမျိုးကိုလည်းပတ်တယ်ပြောလိုက်တယ်စကားတွေမျိုးမျိုးကြားမယ်ကိုအကြောင်းပြောတဲ့အခါမှာပြောတဲ့အချိန်ပုံပဲနဲ့လာပြောတာမျိုးဖြစ်တယ်မမှန်မကန်ပြောတာမျိုးတွေလည်းကြုံနိုင်တယ်ရိုင်းရိုင်းကြကြပြောတာမျိုးတွေလည်းကြုံနိုင်တယ်ကျုံကျုံစီရောမရှိပဲပြောတာတွေလည်းကြုံနိုင်တယ်ဒေါသနဲ့လာပြောတာတွေလည်းကြုံနိုင်တယ်အဲ့ဒီလိုကြုံလာခဲ့လို့ရှိရင်ဟောဒီစကားမုံတိုင်းတွေကိုဘာနဲ့ခံမလဲမြတ်စွာဘုရားဒီနေရာမှာမေတ္တာနှလုံးအစဉ်သုံးလို့ပြောတာအဲ့တော့မြတ်စွာဘုရားကရှင်းတယ်လေးပေးတာ။ဘာပေးတာလဲ။နာနောစိတ်တံဝိပရိနတံဘဝိတ္တိအဲ့ဒီစကားမျိုးတွေကြားလာရပြီကိုယ်ကိုယ်တိုင်အပြောခံလာရပြီဆိုလို့ရှိရင်နာနောစိတ်တံဝိပရိနတံဘဝိတ္တိငါစိတ်ဓာတ်အပြောင်းလဲမဖြစ်စေရဘူးလို့ထင်နေတယ်။ခုနကာလီနဲ့ဟိုအိရှိမာကြီးနေမထိနိုင်နေဖြစ်သွားတယ်။ဒါဆိုရင်ကိုပြောလာပြီဆိုလို့ရှိရင်နာနောစိတ်တံဝိပရိနတံနတ်စိတ်တွေကတင်ကိုယ်စိတ်ကလေးရနေပြီးတော့ပြတ်သွားတဲ့ရုပ်ပြဆင်းရဲစိတ်မျိုးမဖြစ်စေရဘူးဆိုလိုတာကစိတ်မဆိုးနေလို့ပြောတာနော်စိတ်ဓာတ်အပြောင်းလဲမသွားစေနဲ့တဲ့အပြောင်းမခံရခင်ကစိတ်ကတမျိုးကိုလာပြောလို့အပြောခံရတဲ့အခါစိတ်ကတမျိုးဖြစ်သွားရင်ဒါပြောင်းလဲသွားတယ်ခေါ်တာပေါ့အပြောမခံရခင်ကစိတ်ကလေးမျိုးတိုင်းချိန်ထားပါတဲ့အပြောခံရတဲ့အခါမှာမျက်နှာကြောတင်းသွားတာတို့ပြန်ဆဲတာတို့ဒါမျိုးတွေဖြစ်လာနေတယ်ပေါ့နော်အဲ့ဒါစိတ်ကလေးကိုပြောင်းလဲမဖြစ်ပါစေနဲ့မြတ်စွာဘုရားမဖြစ်အောင်နေမယ်လို့ကျင့်ပါမြတ်စွာဘုရားကကျင့်ခိုင်းတာဒါတရားကျင့်တယ်ဆိုတာဒါပဲတရားကျင့်တယ်ဆိုတာအများကသိနေတယ်ဘယ်တော့တရားကျင့်နေတယ်တရားချုပ်နေတယ်ဆိုတင်ရင်ကြီးခွေတော့ဘူးကြီးတုပ်ပြီးဝဲစိလေးပိတ်ပြီးတော့တရားထိုင်နေတာတရားကျင့်နေချင်တာဟုတ်အဲ့ဒီကျင့်တာကတစ်မျိုးနော်သမာဓိကျင့်စဉ်တစ်ခုနဲ့ကျင့်ဟောတာတရားကျင့်နေဆိုတာတရားကိုယ်စိတ်လေးကိုဒီနေ့နှစ်ခုကာလ determination determine လုပ်တာတန်လေးခံချဒီလိုအပြောင်းမျိုးနဲ့ကျုံးလာလို့ရှိရင်ငါစိတ်လေးကပြောင်းလဲသွားတာမျိုးမဖြစ်စေရဘူးဟောတာတစ်ချက်ဒါထိန်းလိုက်တာစိတ်ကိုထိန်းလိုက်ပြီစိတ်ကမထိန်းနိုင်လို့ပြောင်းသွားပြီဆိုလို့ရှိရင်ဘာဖြစ်အောင်လို့ဆိုထပ်ပြီးတော့ထိန်းရမှာဘာလို့ဆိုနသပါပိကံဝါစံလိစ္ဆာရတာမကောင်းတဲ့စကားနဲ့မတုံ့ပြန်နဲ့ရိုင်းရိုင်းကြကြတုံ့ပြန်ပြီးပြောပါနဲ့ဟောနံပါတ်1ကစိတ်ထဲနံပါတ်2ကျတော့လူကကိုယ်လာဆဲကြဆဲပါလေဟောအဲ့ဒါမျိုးနဲ့မတုံ့ပြန်နဲ့ပါပိကံဝါစံရုပ်မှာစကားမျိုးနတ်ဒိစေတတာပြီးကိုယ်နှုတ်ထဲကမထွက်အောင်တတိထားပါလို့ပါပိကံဝါစံမကြောက်မတန်တာစကားမျိုးတွေထွက်ပါစေနဲ့လို့ပြောတာဒေါသထွက်လာလို့ရှိရင်မကြောက်မလာတွေထွက်တတ်တဲ့ဒီလိုလုပ်ဆိုတာစိတ်ကောင်းနှလုံးကောင်းရှိနေတော့အဲ့ဒါချိုးသားနေမှာပေါ့စိတ်ဓာတ်ပြောင်းသွားပြီဆိုတာနဲ့မကြောက်မနာတာတွေကိုယ့်အကိုယ်တော်မှမကြားရတဲ့စကားမျိုးတွေပြောတော့တာအဲ့ဒါကြောင့်လို့နသပါပိကံဝါစံလိစ္ဆာရတာရုပ်ရုပ်မှမကြောက်မနာတာစကားမျိုးတွေမထွက်စေနဲ့မထွက်စေရဘူးလို့ကျင့်တာဒီကအစိတ်ကလေးပြောင်းလဲဖြစ်မသွားစေရဘူးနံပါတ်2ကမကြောက်မနာတာစကားမျိုးတွေငါနှုတ်ကမထွက်စေရဘူးဒါကနှလုံးနဲ့လားဒါတွေပါဆိုမပြီးသေးဘူးချက်တွေကဒါမျိုးသိက္ခာတွေပဲရှိသေးတယ်နော်
လောကမှာမျိုးသိလို့ရှိရင်ပေါက်ကွဲလာတာသိတယ်ဒါကြောင့်လူတွေကပြောတယ်နော်တိခဏနဲ့ဆိုတာအခါရှိတယ်နော်ပြောကြတယ်ခန္ဓာတော်မှာသူကအကတ္တကလေးနဲ့တိခဏနာအောင်ပြောလိုက်ရင်ဒီမှာဆိုတဲ့အသေးတွေပေါ့တတိယပြည့်တော့ချိန်ချောင်းလိုက်နော်ဒီတိမဲ့ဆိုတာတိုင်းတာရှိတယ်ဆိုအခုပြောတာအဲ့လိုမဟုတ်ဘူးအေးနံပါတ်6ကိုတင်လိုက်နံပါတ်2ကိုထည့်လိုက်ထုံးထားတာကပေါက်ကွဲသွားနိုင်တယ်အဲကြောင့်မပေါက်ကွဲရအောင်မလုပ်ဘူးဟိတံလူကံပိစဝိဟရိတာမမေတ္တာစိတ်ဓာတ်နောဒေါသန္တရာဒီစကားပြောလာတဲ့ပုဂ္ဂိုလ်ရဲ့ကောင်းကျိုးကိုလိုလားတဲ့စိတ်ဝေးလိုက်ပါလို့ဟောစိတ်ဓာတ်ကိုပြောင်းခိုင်းတယ်နော်စိတ်ဓာတ်ကိုပြောင်းလိုက်ကိုလာပြီးတော့ပြောလာပြီဆိုလို့ရှိရင်ပုံမှန်တော့မဟုတ်တာရောပြောလာပြီဆိုလို့ရှိရင်အဲ့ဒီပြောလာတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ထားလိုက်ပါလို့ပြောတယ်ဟိတံလူကံပိအကျိုးစီးပွားနဲ့အစင်ဆောင်မေတ္တာစိတ်ဓာတ်ချစ်ခင်တဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာစိတ်ထားပါတဲ့နာဒေါသံမုန်းကြီးတဲ့ဒေါသစိတ်မထားပါနဲ့ဒါကလက်တွေ့ချင်းရခုနကထိန်းလိုက်ထိန်းပြီးတဲ့အခါကျတော့ထိန်းထားရုံနဲ့ဆိုရင်ပွင့်ထွက်သွားမယ်အဲ့တော့ပွင့်ထွက်မသွားအောင်ကိုယ်စိတ်လေးကိုပြောင်းအကျိုးစီးပွားကိုလိုလားတဲ့မေတ္တာစိတ်နဲ့နေတယ်အကျိုးစားပါဟောတာကတတိယအချက်စတုတ္ထအချက်ကဘာလို့လဲတင်္စပုဂ္ဂလမေတ္တာနာဂတေနစေတတာပရိတဝဝိဟရိကအဲ့ဒီပုဂ္ဂိုလ်ကိုတကယ်ကိုမေတ္တာပို့ပါလို့ဆိုခုနမေတ္တာစိတ်ကိုသူစီကိုမေတ္တာစိတ်ကိုဥတည်ပေးတယ်အခုချိန်ကျတော့မေတ္တာစိတ်ကိုပွားလိုက်ပါတဲ့ဒီပုဂ္ဂိုလ်ကိုအကြောင်းပြုဒီပုဂ္ဂိုလ်ကမေတ္တာရဲ့အာယုန်အနေနဲ့ထားသူ့ကိုပဲကြည့်ပြီးတော့မေတ္တာပွားပါလို့ပြောတယ်နော်ဒီလိုမလုပ်ဘူးဆိုလို့ရှိရင်ခုနကနှစ်ခုမျိုးသိထားတာနှစ်ခုကပေါက်ထွက်သွားတယ်စိတ်ဆိုတာမျိုးသိထားရင်မရဘူးအဲတော့ပထမနှစ်ချက်တင်ချက်ရင်မရဘူးစိတ်နေသဘောထားလေးတွေပြောင်းဖို့ရမြတ်စွာဘုရားကနံပါတ်1အေးကိုအပြောခံလာလို့ရှိရင်ကိုယ်စိတ်ကြီးဖောက်ပြန်မသွားစေနဲ့တခုမကြောက်မနာလာစကားတွေနှုတ်ကမထွက်စေနဲ့သူ့ရဲ့အကျိုးကိုလိုလားတဲ့စိတ်ကလေးမွေးလိုက်ပါတဲ့ဟောဒါချင်းပေးလိုက်ထိမ့်ပေးပြီးတော့ပေါ်ပြီးတော့ခိုင်မာလာအောင်မလုပ်အဲ့ဒီပုဂ္ဂိုလ်ကိုတတ်ဖို့ပါဝိရဒုရရမှာကိုလေ့ကျင့်တော့အောင်မြင်နိုင်တယ်ပေါ့နော်ဒီကြောင့်ပြောတယ်ကိုယ်နဲ့မတည့်တဲ့လူဘယ်လိုမှမေတ္တာပို့လို့မရဘူးဟာကိုယ်ကဘယ်လိုရှုံးပေးနေတာလဲဆိုအမုန်းတရားကိုရှုံးပေးနေတာပဲနိဒေါသကကောင်းမှုနေပြီးတဲ့ကြောင့်မေတ္တာထက်တော့အားနည်းနေတယ်ဆိုတာကိုယ့်ရဲ့တဏ္ဍာမှာအကောင်းနဲ့အဆိုးတဘာဝနှမျိုးဟာမွေးရပါအနေနဲ့ရှိတယ်မွေးရပါရှိနေတဲ့ဒီတဘာဝနှမျိုးကိုဒေါသဆိုတဲ့မကောင်းတဲ့ဟာကနှမ်းမိုးထားတဲ့အတွက်ကြောင့်အမုန်းတရားတွေကကြီးစိုးပြီးမေတ္တာကအားတော်လို့ဘယ်လိုမှလုပ်လို့မရတာအဲ့ဒါကတော့မှတစ်ခုပြီးတော့နီးလန်းကတော့မေတ္တာကိုကြိုးစားပြီးလေ့ကျင့်နေပါမှာပေါ့လေ့ကျင့်ရင်တက်လာမှာပေါ့မလေ့ကျင့်တဲ့တော့မှဖြစ်လာမှာမဟုတ်ဘူးနော်တောင်တက်သမားတွေဆိုလည်းလေ့ကျင့်ရတာပဲ physical exercise ဘောလုံးသမားတွေလည်းလေ့ကျင့်ရတာအပြေးသမားတွေလေ့ကျင့်ရတာရေကူးသမားတွေလည်းလေ့ကျင့်ရတာအကုန်လေ့ကျင့်ပြီးရင်စွမ်းရည်တက်လာထို့တူပဲစိတ်ကလေ့ကျင့်ပြီးလို့ရှိရင်တက်လာမှာပဲစွမ်းရည်တတိယအချက်ကမြတ်စွာဘုရားဒီသူ့ရဲ့အကျိုးစီးပွားလိုလားတဲ့စိတ်ကိုထားပါမယ်ပြီးရင်အဲ့ဒီပုဂ္ဂိုလ်ဩဒိတမေတ္တာဩဒိတဆိုဒီပုဂ္ဂိုလ်ပဲဥတည်ပြီးတော့မေတ္တာပွားလို့ပြောတယ်အဲ့ဒီပုဂ္ဂိုလ်ပဲဥတည်ပြီးတော့မေတ္တာပွားတယ်အဲ့တော့သူတရားချင်းမေတ္တာပွားလို့ရှိရင်မလုံလောက်သေးဘူးဒါကြောင့်မို့လို့အဲ့ဒီမေတ္တာတရားကိုထပ်ပြီးတော့တွန်းချဲလိုက်ပါအောင်တဲ့တတ္တဝါအားလုံးပေါ်မှာမေတ္တာတရားပွားနေအောင်ထပ်ပြီးတွန်းချဲပေးလိုက်ပါတဲ့ဆိုတော့မေတ္တာကိုခိုင်လုံအောင်မြတ်စွာဘုရားဒီတိုင်းဆက်တာကိုခိုင်သွားပြီ
တရားဟောတဲ့ဖြစ်စဉ်ကဘလောက်ကောင်းလို့နော်နံပါတ်1ကကိုယ်ပြောခံရလို့ရှိရင်စိတ်မပေါက်ပြန်စေရဘူးငါစိတ်ကလေးကအပြောင်းလဲဖြစ်မသွားစေရဘူးဆိုတဲ့တဏှိဌာန်ကြီးကိုထားတယ်ပြီးရင်ရိုးရိုးမာမာစကားတွေမကြောက်မှလာတယ်နောက်ဆက်ကမထွက်စေရဘူးပြီးရင်ဒီပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ကိုငါပြုစုပြုထောင်မယ်ဒါပြီးတဲ့အခါဒီပုဂ္ဂိုလ်ကိုမေတ္တာရဲ့အာယုံအနေနဲ့ထားပြီးတော့မေတ္တာဘာဝနာရဲ့အာယုံထားပြီးတော့သူ့ကိုမေတ္တာပွားမယ်အဲ့ဒီမေတ္တာတရားပို့ပြီးတော့ခိုင်မာလာအောင်အဲ့ဒီမေတ္တာအရှိန်အဝါကိုတိုးချဲ့တဲ့အနေနဲ့ကမ္ဘာလောကမှာရှိတဲ့တ attva အားလုံးပေါ်မှာမေတ္တာဖြန့်ကျက်ပြီးတော့ပွားမယ်မေတ္တာဆိုတာအဝေကယံမရှိဘူးယံမရှိဘူးဆိုတော့တချို့ကထင်ကောင်းထင်လိုက်တယ်ကိုယ်မေတ္တာပို့မယ်ကိုယ်ယံလို့ချင်တဲ့လူရှိကောင်းရှိနိုင်နေတာပေါ့ရသော်ဘုရားမေတ္တာပွားနေတာပဲဒါပေမဲ့ဒီလိုရကယံလို့တာရှိတာပေါ့နော်အဲ့တော့ယံဆိုတဲ့နေရာမှာအလိုဆိုလိုတာတော့ဆိုရင်အဓိကအားဖြင့်ပုဂ္ဂလဝေဒနဲ့အကုသလဝေဒပုဂ္ဂလဝေဒဆိုပုဂ္ဂိုလ်ယံအကုသလဝေဒကစိတ်ထဲမှာဖြစ်တဲ့အကုသိုလ်ယံမေတ္တာဆိုတဲ့နေရာမှာဒေါသဆိုတဲ့ဉာဏ်မရှိဘူးလို့ပြောတာနော်မေတ္တာခိုင်မာသွားလို့ရှိရင်ဒေါသမဖြစ်တော့ဘူးမဖြစ်တော့တဲ့အတွက်ကြောင့်ဒီမေတ္တာမှာဉာဏ်မရှိဘူးလို့ပြောတယ်အဝေဒနာဉာဏ်ကင်းသွားပြီမဟက္ကကအဆင့်မြင့်သွားပြီမေတ္တာထားလိုက်ပြီဆိုရင်သူကမနှိမ့်ကြတော့ဘူးမေတ္တာမထားနိုင်ရင်သူကတိတိသွားတယ်ဟုတ်တယ်မေတ္တာမနဲ့မတောင့်ကြလို့ရှိရင်သူကတိတိသွားတာပဲသူကဆဲကိုကဆဲတော့ဟောပြောင်းမလို့လူမိုက်ဖြစ်တာပဲပြောင်းစလုံးလူမိုက်ဖြစ်သွားတယ်အမေတ္တာထားလိုက်လို့ရှိရင်မဟက္ကတာသူကအဆင့်မြင့်သွားတယ်အဆင့်မြင့်သွားတယ်အပမာဏမေတ္တာစိတ်ဆိုတာအကန့်အသတ်ထားရတဲ့အရာမျိုးမဟုတ်ဘူးတဲ့ဒီပုဂ္ဂိုလ်မှာတော့ထားမယ်ဒီပုဂ္ဂိုလ်ကိုမထားဘူးတချို့ကမေတ္တာပွားတာတော့မှပဲတပိတ္တတာနော်သူမုန်းတာတွေခြံထားခြင်းနေတာတတ္တဝါအားလုံးကိုဇဘိုးကိုချင်းလို့မပါဘူးလို့ပြောတဲ့လူကရှိသေးတယ်အဲ့ဒါလိုမဟုတ်စေရအားလုံးကိုချုံးပုံပြီးတော့မေတ္တာပွားလို့အပမနာအတိုင်းတာတတ်တာမရှိဘူးမေတ္တာစိတ်ဖြစ်ဖို့ရပုဂ္ဂိုလ်ဆိုတဲ့အတိုင်းတာတတ်တာလည်းမရှိဘူးစင်္ထာဝရမေတ္တာထားရဒါကြောင့်အပမနာကတ္တမထားတဲ့မေတ္တာအဲမေတ္တာဆိုတဲ့နေရာမှာအဝေဒမဟက္ကတာအပမနာတိုင်းတာမရှိဘူးအပြာပိစာဆင်းရဲဒုက္ခအခက်ခဲတွေမေတ္တာရှိလာလို့ရှိရင်မဝင်ဘူးဒီလိုကြီးကျယ်လာတဲ့ဝိပုလတတ္တဝါတွေအားလုံးပေါ်မှာဖြန့်နှံ့ထားတဲ့အတွက်ကြောင့်ကျေပြတ်တဲ့မေတ္တာမျိုးအဲ့ဒီမေတ္တာမျိုးနဲ့နေနိုင်အောင်ဖြန့်ကျက်ပြီးတော့နေနိုင်အောင်ကြိုးစားပါတဲ့ဟုတ်လားဒီကကစုပမတ်တော့မြတ်စွာဘုရားကဒီလိုဟောတာလူတွေချင်းဆက်ဆံတဲ့အခါမှာပတ်ဝန်းကျင်နေထိုင်တဲ့အခါမှာစကားမျိုးစုံကြားနေကိုယ်စကားမျိုးစုံနဲ့ပြောတာဖြစ်လာနိုင်တယ်ဖြစ်လာလို့ရှိရင်မေတ္တာနဲ့တုံ့ပြန်ဖို့ဒါကိုဟောတာနော်မေတ္တာနဲ့တုံ့ပြန်နိုင်အောင်ကြိုးစားပြီးတော့ကျင့်နဲ့အချက်၅ချက်နဲ့ရှင်းဖို့လိုတယ်နံပါတ်1အပြောခံရလာတဲ့အချိန်မှာငါစိတ်လေးအပြောင်းလဲမဖြစ်စေရဘူးဒေါသဖြစ်တာအပြောင်းလဲဖြစ်တာပေါ့အပြောင်းလဲမဖြစ်စေရဘူးမကြောက်မနာတာစကားတွေနောက်ဆက်ကမပြောဘူးပြောလာတဲ့ပုဂ္ဂိုလ်ပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားမယ်ထိုပုဂ္ဂိုလ်ကိုပဲအခြေခံပြီးတော့မေတ္တာဘာဝနာပွားမယ်ထိုမေတ္တာဘာဝနာကိုပဲတတ္တဝါအားလုံးပေါ်မှာဖြန့်ကျက်မယ်ဟော၅ချက်အဲ့ဒီ၅ချက်ကိုလက်ဆောင်တာဒီမှာအလေးနဲ့ပွားအဲ့ဒီ၅ချက်ဒီလိုပွားလိုက်လို့မေတ္တာကိုအောင်မြင်နေ၅ဆင့်သလုံးပေါက်သွားတဲ့ပုဂ္ဂိုလ်အလုံးတ attva တွေပေါ်မှာမေတ္တာထားနိုင်ပြီဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဟာဝေစကားမျိုးတွေပဲလာလာ
မပြောနေတဲ့အခြေလာပြောမဟုတ်တာတွေပြောရိုင်းပြပြောအကျိုးမရှိတာတွေပြောဒေါသနဲ့ပြောမတုံ့တော့ဘူးသက်သာဗျာကဥပမာလေးတွေနဲ့ဟောတယ်တရွေးကြီးကိုယူပြီးတော့ဟောဒီမဟာပထဝီမြေကြီးကိုအကုန်လုံးတူးပြီးတော့ပြစ်မယ်မြေကြီးလုံးဝမကြံအောင်တူးပြစ်မယ်ဆိုပြီးတော့မြေကြီးတူးတဲ့တရွေးပေါက်ပြသဲလာတဲ့ပုဂ္ဂိုလ်တရားဟောဒီမြေကြီးကိုပုံအောင်တူးနိုင်ပါမလားတူးဖြုတ်နိုင်ပါမလားတော့မတူးဖြုတ်နိုင်ဘူးမြေကြီးကိုမြေကြီးအဖြစ်ကနေပျောက်ကွယ်သွားအောင်ဘယ်လိုနည်းနဲ့မှမလုပ်နိုင်ဘူးဘာကြောင့်လဲဆိုတော့မြေကြီးဆိုတဲ့အမတန်ကျယ်ပြန့်ပြီးဒုတယ်ကြီးမားလာတယ်အဲ့ဒါလိုပဲတဲ့ခုနကမေတ္တာပွားထားမြေကြီးပမာပထဝီသမစိတ်ဓာတ်မြေကြီးကိုကြံ့ခိုင်နေတဲ့ကြီးမားနေတဲ့ကျယ်ပြန့်နေတဲ့မေတ္တာဓာတ်ရှိနေတဲ့ပုဂ္ဂိုလ်တယောက်ကိုတဲ့ခုနကစကားမျိုးတွေနဲ့ဘယ်လိုပဲလာပြောမမရှိကြံ့ခိုင်မှုအပြေပေါ်ရသွားပြီလို့ပြောနောက်ဥပမာနဲ့ဘုရားဆရာကိုထင်ရှားအောင်ပြောသေးတယ်လူတယောက်ကမြစ်ကြီးကိုမီးနဲ့ရှုပ်ပဲဆိုပြီးတော့မီးလုပ်ကြီးနဲ့လာပြီးတော့မြစ်ကြီးကိုမီးနဲ့ရှုပ်ရန်ကုန်ပြောပါတော့ရန်ကုန်မြစ်ကြီးကိုမီးနဲ့ရှုပ်အဲ့ဒါလို့သူမီးနဲ့ရှုပ်ရင်ရန်ကုန်မြစ်ကပူရမှာလားမပူဘာဖြစ်လို့မပူတော့လို့ဆိုတော့မြစ်ကြီးကအများကြီးသူကိုင်းလာတဲ့မိတို့ကတေးလေးအဲ့ဒါလိုပဲတဲ့ခုနကစကားဆိုတဲ့မိကျုပ်တွေနဲ့ဟောဒီပုဂ္ဂိုလ်ရဲ့စိတ်ကိုလာရှိုးလို့ကတော့မလောင်ဘူးတဲ့ဘာလို့လဲဆိုအမြဲတမ်းကြီးမားကြံ့ခိုင်တဲ့မေတ္တာနှလုံးကိုသူကကြံ့ခိုင်နေရှင်းသုံးထားတာဖြစ်တော့ကြောင့်အားနဲ့မှလုံးလို့ပြောင်းလဲမှုမရှိဘူးတဲ့ဟောသက်သာပြန်ဒီလိုဟောနောက်တစ်ခုဥပမာပေးတာကတော့ပကြီးဆရာတောက်ကစုပ်တဲ့ဆေးတွေနဲ့ယူလာပြီးတော့ကောင်းကင် space လေဟာပြင်တစ်ခုဆေးချယ်မယ်ဆိုရင်ဖြစ်နိုင်မှာမလား space ပေါ်မှာဆေးချယ်လို့မရနော်ဆေးချယ်နေတဲ့ပုဂ္ဂိုလ်ကဘယ်တော့မှအယုတ်ထင်လာမှာမဟုတ်ဘူး။ဒါဟာပြင်ကိုဆေးချယ်ရင်ဘယ်လိုမှထင်လာမှာမဟုတ်ဘူးအယုတ်ရေးလို့လည်းမထင်ဘူး။အဲ့ဒီအာကာသဆိုတဲ့လေဟာပြင်ကိုအယုတ်ရေးလို့မထင်တယ်လို့ပဲမေတ္တာကြံ့ခိုင်ကြီးမားစွာမေတ္တာပွားထားတဲ့ပုဂ္ဂိုလ်ရဲ့နှလုံးသားပေါ်မှာဒေါသယုတ်တွေလာရေးလို့မရဘူးတဲ့။ဒါတော့မှတုံ့ပြန်မှာမဟုတ်ဘူး။ဟုတ်ကဲ့။ဒီမှာတော့လည်းတုံ့ပြန်ရင်အယုတ်ဆိုးကြီးတန်တဲ့အယုတ်ကြီးမပေါ်ဘူးလား။ပေါ်ပါရဲ့ဗျာ။ဒီစိတ်ဆိုးလာလို့ဆိုရင်အယုတ်ဆိုးကြီးတန်တာများဆိုးတွေများဖြစ်နေတယ်နော်။အဲ့ဒီဆိုးရတာမှလည်းကြောတင်းသွားတယ်။သူကဒေါသဖြစ်လာရင်မျက်နှာကြောလေးတင်းသွားပြုံးနေတဲ့မျက်နှာဖြစ်တယ်။ကြီးတဲ့တင်းလာလို့ရှိရင်လက်ထောက်နေတယ်။ကြီးတဲ့ဆိုးလာရင်နှာခမ်းကလှုပ်လို့ဖြစ်တယ်။ကြီးတဲ့ဆိုးလာရင်ဆဲတယ်။ကြီးတဲ့ဆိုးလာရင်လိုက်ပြီးမြတ်ပြီးပေါ့။အရှင်းဆုံးတက်တယ်။အဲ့ဒါအယုတ်ရေးလို့ပေါ်လာတဲ့အယုတ်တွေပေါ့။မိတ္တနှလုံးသားပိုင်ရှင်ကြတော့အာကာသကောင်းနေလို့ဖြစ်နေတယ်တဲ့ဒါဟာပြင်လို့ဖြစ်နေအယုတ်ရေးလို့ပုံမထင်ပါဘူးတဲ့အာကာသသမေနစိတ်တေနအဲ့ဒီလိုအာကာသလို့ရုပ်ပုံပေါ်မပေါ်အောင်ဘယ်သူကဆေးလာချယ်လို့မှမရတဲ့စိတ်ဓာတ်မျိုးမေတ္တာစိတ်ဓာတ်မျိုးကိုပွားပါလို့သက်ဆောင်တာဟောနော်အဲ့ဒီလိုဥပမာတွေနဲ့ဟောပြီးတော့မြတ်စွာဘုရားကဘာမင်းရှိလို့ဒါကစကားနဲ့ပတ်သက်တာတွေပြီးတော့နောက်တစ်ခုမြတ်စွာဘုရားခုနကကျင့်စဉ်ကိုကျင့်ဖို့စကားကိုပုံပုံပြောမယ်ဆိုလို့ရှိရင်ရန်သူတွေကကိုယ်ကိုမှန်းပြီးတော့နှစ်ဖက်အယုတ်တက်ထားတဲ့တောအကြီးနဲ့ကိုယ်ဖြတ်ကြတယ်ဆိုမှဆိုတတုံးကြီးခွဲတယ်တတုံးကြီးကိုတောနဲ့တိုက်ဖြတ်တယ်ရန်သူတွေကကိုယ်အဲ့လိုလွှာကြီးနဲ့တိုက်နေပြီလွှာကြီးနဲ့တိုက်ဖြတ်နေပြီအဲ့ဒီလိုလွှာကြီးနဲ့လာပြီးတော့တိုက်ဖြတ်တဲ့ပုဂ္ဂိုလ်ကိုဒေါသနဲ့တုတ်ပြန်နေစိတ်ဆိုးနဲ့စိတ်ဖောက်ပြန်ပြောင်းလဲသွားမယ်ဆိုလို့ရှိရင်မင်းကအဆုံးအမလိုက်နိုင်မရောက်ဘူးတဲ့ဉာဏ်နဲ့ပြောနော်
Jabudare, Jesus Christ for us Jesus Christ. Me bebe babu la ya nyabe bali to be like. Barbe la cha now barbe to be. But don't be an Jordan for no. And I go and Jackana go be of Johnny. Oh, yes, of Kakashi Bamato. So I made food like that, Yandu bought our water, second of the man in the phone. Because I'm not even saying, Look at the answer, I said, I don't know, can a Yahoo, go ahead and meet at the Yahoo, Chinto, where we go. DK, they can meet a couple of your army in Chinto, they get on in it. Yes, I have a machine now. Chili, as of that, not taking candy wari a days or share. He can never did that Tabia. Who say to sing the soil, a mere to change you had a Bogolia. In the leg of a candy wari. I will be. Can I share as a letter? Don't you can I share? A candy wari a day. He can't let Soda. He can't let Soda go. Machinam, Kanabuso, Indian, Kandiwari, Jane, Sushi, Jane, Zaida, Zaida, Jumapia. Then I'm a young, second of young, then I'm a young. Say young mama, then I'm young mama. Don't be a canning. Our is a non candiwara. Yai, the young. Get an Oshila, Picana, Bemashila, 2 years never she, get Chan left side, Germany. She don't check a Germany. Edible, a new also big set taboo. Say Jackson and Kangay. Say Copium the wrong. Jankai to a Tanana, only middle at that time. Middle relation have a children, no? Tamago is solution, or Machine Nova will take on him. Those are yes of the Machine Nova. To get legion hallucin, to get ship at it. A yes of the Savannah Toja, they were all good, good layout. No, I didn't go. Now we are taking so in our way. People go. Jordan and Topiana, again, Jordan and Topian solution. I saw our like that. In the morning, not so like that. Then I will just have the Luchima. I will not let that video. They are not a book of Shibanzi. Don't check out my thing. Not safely down the washing. The Java Manala Sagari and Topian. She don't know the book with a juicy one of the Lulada saying Tama. To the way I owe you video, midday I owe and in a double do a bit of one I bar. Any one way at midday that day, the rock of Chanchel, Kaima, Jan, and midday new Yaiva. That's all I told them. They are what they are in the Dhamma. Lead it, Emadama Mangani. Jingle Mayade, they are you, that's all they are. What had they are in Manana, go Jingle Yade, they are in to get in, to get Kanani sheep on them. That's what they are, so I that among Jima. That's what Mother Ibrahim was a Russian. The land will shout like a Jew from the New Young. If I know a young bakery, may go that and without you. The different changes already changed and land only the crew. A soul in you, the Shannon, a soul in you, so Toka, Riti, one, Tamade command.
စိတ်ထဲမှာပူပန်နေတာပူပန်တာမထိန်နိုင်သည့်အတွက်ကြောင့်ငိုရတာဟောတောကဆိုတဲ့ရင်တွင်းပူဆာမှုရင်တွင်းပူဆာမှုကြောင့်မထိန်နိုင်လို့ငိုပြီးတိုင်းရတဲ့ပရိဒီမှာအဲ့ဒါလေးကိုကြော်လွှားနိုင်တယ်တဲ့ဒါစိတ်ကချမ်းခိုင်သွားတာပြောတာပဲစိတ်ကချမ်းခိုင်စိတ်ကမခိုင်တဲ့ပုဂ္ဂိုလ်တွေကစိတ်ပူတယ်ငိုတယ်ဒါရင်လားလို့ဆိုဒုက္ခဒေါမနတနာအဖြစ်မှရ physical pain mental pain ခန္ဓာကိုယ်ရဲ့ဆင်းရဲမှုစိတ်ရဲ့ဆင်းရဲမှုဆိုတဲ့ဒုက္ခဒေါမနတတွေလုံးဝချုပ်ငြိမ်းသွားဖို့ရလည်းပဲဟောဒီခြင်းစဉ်ကိုကျင့်ပါလို့ဟောတာနော်ဒီဟောဒီအစိုး၄မျိုးကိုပြောရှာတာဒါတတိပဋ္ဌာန်တရားကိုသာမြတ်စွာဘုရားဟောတာအမှန်တော့တတိပဋ္ဌာန်ဆိုတာမဂ္ဂင်၈ပါးအကျင့်ပါပဲမဂ္ဂင်၈ပါးနဲ့ပါတယ်တမာတတိကိုဥတည်ပြီးတော့ဟောတာသို့သောတမာတတိတစ်ခုတည်းမဟုတ်ဘူးမဟုတ်ဘူးဆိုတာတတိပဋ္ဌာန်တော့ကိုကြည့်လိုက်ရင်သိတယ်လေအာတာပိသံဃာနောတတိမာဝိနည်းယလောကေဝိဇ္ဇာဒေါမနတကြည့်တတိပဋ္ဌာန်လို့ဟောပြီးပဲတတိတစ်ခုတည်းမဟုတ်ဘူးအာတာပိတဲ့ဝိရိယပါသံဃာနောပညာပါရမယ်ကာယကံဥပတ္တိလို့ဆိုကြတဲ့ဓမ္မတွေလည်းပါပေါင်းလိုက်လို့ရှိရင်လက်ကင်၈ပါးတဲ့ကလက်ကင်၅ပါးသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့ဒီလက်ကင်၅ပါးဟာကာရမကလက်ကင်ကာရကလက်ကင်ကမ္မဋ္ဌာန်းတရားအထုတ်တယ်ဆိုတာအဲ့ဒီ၅ခုနဲ့လောက်တာအဲ့ဒီ၅ခုကအမှန်ဖြစ်နေပြီဆိုလို့ရှိရင်အောင်မြင်တာဒီ၅ခုနဲ့စုပြီးတော့၅ခုနဲ့မစုမိလို့ရှိရင်မပေါင်းမိရင်သူတို့၅ခုမပေါင်းမိရင်ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့တတိဆိုတာကအာယုံကိုမိုက်ဖူးလို့လုပ်နိုင်တာသူကအာယုံရဲ့သဘောကိုသူကမသိဘူး။တတိဆိုတာသိတာမဟုတ်ဘူး။အာယုံကိုအမှတ်ရနေတာစိတ်နဲ့ကြွာမလို့လုပ်ပြီးတာဒါသူတောင်းဒါနည်းတစ်ခုလုံးနိုင်တယ်။တတိကယူပေးတဲ့အာယုံကိုမှအသိဉာဏ်ကမှသိနိုင်တယ်ဘာမှအဲ့တော့တတိကအလုံးလုံးနေအောင်ဘယ်သူကတွန်းအားပေးလို့သမ္မာဝါယာမဆိုတဲ့ဝိနည်းတွန်းအားပေးတယ်နော်သမာဓိဆိုတာကစိတ်ကလေးဒီနေရာမှာငြိမ်နေအောင်လုပ်ပေးတယ်ပြီးတော့သမ္မာသင်္ကပ္ပဆိုတဲ့အတွေးလေးကနေပြီးတော့ပညာကိုအထောက်အကူပြုတယ်သမ္မာဒိဋ္ဌိဆိုတဲ့အသိဉာဏ်ကသဘာဝအမှန်ကိုသိလိုက်တယ်ဟောသဘာဝအမှန်သိဖို့ရတဲ့ဉာဏ်တွေကအထောက်အကူပေးနေကြသမ္မာဝါယာမရဲ့အထောက်အကူသမ္မာတတိရဲ့အထောက်အကူသမ္မာသမာဓိရဲ့အထောက်အကူသမ္မာသင်္ကပ္ပရဲ့အထောက်အကူအဲ့ဒါတွေကအထောက်အကူပေးလိုက်တဲ့အခါကျတော့မှသမ္မာဒိဋ္ဌိအမှန်သိအမှန်မြင်ဆိုတာဖြစ်တာနော်အေးမဂ္ဂင်၈ပါးပေါင်းပြီးတော့ဆောင်ရွက်လိုက်လို့ရှိရင်ကြည့်ခုနကအစိုးတရားကြီးမျိုးကျော်သွားနိုင်တယ်ဒါနဲ့ကျော်သွားဖို့ဆိုတော့တော်တော်ခက်တယ်အပြောတာလည်းတကယ်ကျော်သွားဖို့ခက်တောကဆိုတာကိုယ်နဲ့ပတ်သက်တဲ့အရာတွေကိုချစ်ခင်ပြန်လို့တဲ့အရာတွေနဲ့ခွဲရတော့မယ်တို့ကိုခွဲရပြီဒီစုံတစ်ခုဆုံးရှုံးသွားပြီတို့ကိုဆုံးရှုံးတော့မယ်လို့ပြင်ကူလာစိတ်ထဲမှာကူလာတောကဆိုရင်တော့ worry မဖြစ်ခင်လည်းပူတာပဲဖြစ်ပြီးသွားရင်လည်းပူတာပဲသူကတခုဆုံးရှုံးတော့မယ်ဆိုရင်လည်းပူတယ်ဆုံးရှုံးပြီးသွားရင်လည်းပူတယ်ဥပဒေတော့ကိုမျိုးတွေကဒီမကောင်းလို့ဆေးရုံတဲ့အသက်အန္တရာယ်ဖြစ်နေပြီဆိုပူနေပြီဒီမကောင်းတဲ့ကနာဖြစ်မှစောစောလည်းပူခဲ့တာပဲဒီမကောင်းတဲ့ကနာပူနေမကောင်းတဲ့ကနာဖြစ်နေပြီဆိုတော့ဆေးကုလို့မရတော့နောက်ဆုံးမှာအသက်ဆုံးသွားပြီဆိုတော့ပူရတာဆုံးရှုံးရပြီဆိုရင်ပူတာဒါတော့ကပူတာလည်းမကတော့ပရိဒီဝလိုရတဲ့အဆင့်ရောက်သွားတယ်အဲ့ဒီအဆင့်တွေကိုကြော်လွှားခြင်းလို့ရှိရင်တဲ့အခုဘုရားမြတ်စွာဘုရားတရားကိုသင်သုံးပါလို့ပြောတယ်နော်ထို့တူဒုက္ခဒေါမနတခန္ဓာကိုယ်ရဲ့ physical pain mental pain စိတ်ထဲကပူပန်စိတ်ထဲကအလိုမကျလို့ဒေါသဖြစ်တာတွေခံစားရတာတွေ
ဒုက္ခဒေါမနတခန္ဓာကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုဆိုတာခန္ဓာကတောကနဲ့ဒီကဒေါမနတဆိုတာတရားသဘာဝချင်းအဲ့တော့တူတူပဲသို့တော့ aspect ပွားတယ်ပေါ့တောကဆိုတာကိုမြင့်တဲ့အရာတစ်ခုဆုံးရှုံးတော့မယ်တော့မဟုတ်ဆုံးရှုံးသွားပြီဆိုလို့ပူတယ်ဒေါမနတဆိုတာအဲ့ဒါမျိုးနဲ့မပတ်သက်ဘူးစိတ်ထဲမှာအလိုမကျဖြစ်တယ်ဒေါသဖြစ်မှုဖြစ်တယ်အဲကြောင့်မြတ်စွာဘုရားနှစ်ခုသလုံးနဲ့ဟောတာတချို့ဟာတောကမဟုတ်ဘူးဒီအစိုးတရားရင်တွင်းမှာပူလောင်စေတဲ့အစိုးတရား၄မျိုးကိုဖယ်ရှားဖို့ဆိုတာလေဒီတရားကျင့်လိုက်လို့ရှိရင်ဖယ်ရှားသွားနိုင်တယ်ဖယ်ရှားသွားပြီဆိုရဲဒီယန္နာပုဂ္ဂိုလ်ရဲ့အချက်တွေနဲ့တော့မတုံလို့တော့တာရှင်သာရိပုတ္တရာမထေရကြီးဆိုလို့ရှိရင်ရှင်သာရိပုတ္တရာမထေရကဇောင်းမဏိနေပြိဋိဘံဆံတယ်ဆိုသူရဲ့တက်တန်းကိုပဲချိန်ပါစားအောင်ဇောင်းမဏိမတိုင်ခင်9ရက်ကြိုလေးပြီးသမဘောဝင်စားပြီးတော့ပြန်ထပြီးတော့ကြည့်လိုက်တယ်စဉ်းစားတယ်မြတ်စွာဘုရားရဲ့အသက်ကြီးပြီးတက်တော်80ဖြစ်တယ်အကြငယ်ကဝိဝါယဝါကတော့ယောဂါတွေကြီးကျယ်ဖြစ်တယ်ဘုရားယောဂဖြစ်တာအဲ့ဒီချိန်မှာမာရဏတိကဝေဒနာဆိုသေမရတဲ့ယောဂမျိုးပေါ့ဒီဆုံးရင်အနည်းကိုရောက်သွားတဲ့ယောဂမျိုးသို့တော်မြတ်စွာသမထနဲ့ပြန်ပြီးတော့တားထားလိုက်တယ်10လအထိအောင်ဒီယောဂကိုတားထားတယ်ဆိုတာခဏတားနော်တော့ပြောင်းဘူးတာမဟုတ်ခုလိုလည်းမရတော့မာရဏတိကဝေဒနာဝေယဝယောဝါကလိုက်တာပြိဋိဘံမဆိုင်ခင်10လအလိုမှာအကြီးကျယ်ယောဂဖြစ်တယ်ပေါ့အဲ့ဒီချိန်မှာသမဘာနဲ့တားတာဘာဖြစ်လို့ဘုရားတားတာတော့မသိခြင်းလို့လားဆိုတော့မဟုတ်ဘူးလုံးစရာတစ်ခုချမ်းသူ့ဘက်ကတရားဟောကိုချမ်းတယ်အဲ့ဒါအတွက်ရရှိတာခုကိစ္စနဲ့ဆိုလူပုတ်တဲ့ထုတ်တာနော်ရသော်ပြရဲ့ဆိုလူတဲ့ကအဲ့ဒါပလတ်မတာပဲဒါကိုပလတ်တော်ကိုအာယုသင်္ခါရလို့ခေါ်တာပေါ့အသက်ကိုဆက်ပေးထားလိုက်တယ်10လတိတိအသက်ကိုဆက်ပေးထားလိုက်သုဘဒကြီးတရားဟောဖို့ကျမ်းနေတယ်အကယ်၍မြတ်စွာဘုရားကအဲ10လစောပြီးပြိဋိဘံဆံသွားရင်သုဘဒအတွက်ခွင့်ရရှိတော့အဲ့ဒီလိုမဖြစ်ရအောင်လို့မြတ်စွာဘုရားရှင်သာရိပုတ္တရာမထေရကလည်းဒီပြိဋိဘံဆံလို့ရ9ရက်လောက်လို့တော့ကြည့်လိုက်တယ်ငါတက်တန်ရှိအာယုသင်္ခါရရောကြံလို့ကြည့်လိုက်တော့9ရက်ပဲကြံတာမန်ပုဂ္ဂိုလ်တွေဆိုကြောက်တော့မှာပေါ့သူကျတော့မကြောက်ဘူးလေယန္တာပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ကနေခြင်းနာလည်းမဟုတ်သိခြင်းနာလည်းမဟုတ်နေခြင်းနဲ့ဆိုရင်အသက်ကိုစုံမဲ့တဲ့တဏှာဖြစ်တယ်သိခြင်းကြီးဆိုလို့ရှိရင်ဘဝကိုမောလိတာဖြစ်တယ်အစွမ်းနဲ့ဖက်လွတ်မလွတ်ဘူးနော်အဲ့တော့ယန္တာပုဂ္ဂိုလ်တွေဒါကြောင့်မို့လို့နာဘိနန္တာမိဇီဝိတံနာဘိကေဟာမိမရဏံအသက်ကိုနှစ်သက်နေတာလည်းမဟုတ်ဘူးအသက်ရှင်နေရတာကိုလည်းနှစ်သက်တာလို့ဆိုရဘူးသိမှာလည်းလူချင်တာလို့လည်းမဆိုရဘူးသို့တော့နေပြီးတယ်ပတကောရဲ့လာကကြောင့်များဒီနေ့လာကထုတ်ရမယ်ဆိုရင်တော့လာကတော့ရတော့မှာပဲဒီနေ့လာကလေးတော့ပြောတယ်ပေါ့လာကပြောတာသိချင်တာမဟုတ်ဘူးအဲ့တော့ရှင်သာရိပုတ္တရာမထေရကဘာလို့တော့ဒီသဘောကျတယ်ဆိုအိုးဒီလေးနဲ့ခန္ဓာကိုယ်ကြီးကိုထိမ့်သိမ်းဆောက်ရှောက်နေရတာမနေ့မိုးလင်းနေတဲ့သူ့တတိမျက်နှာသိပေးရမလို့ရတဲ့သူ့ဒုက္ခတွေကြီးပဲပုံဒါလောက်လေးလာတဲ့ခန္ဓာကိုယ်ကြီးရဲ့ဝတ္တရားတွေကငါလွတ်တော့လေဆိုရင်အားလေးတော့သဘောကျတယ်အတိကျတာကိုပြောတာမဟုတ်ဒီဒုက္ခကြီးကတော့ငါလောရတော့မှာဒီ9ရက်နဲ့ငါဒီခန္ဓာရဲ့ဒုက္ခခံရတော့မယ်နောက်ခံရမရှိတော့ဘူးနာရရတဲ့အချိန်ကိုမျှော်ပြီးတယ်လို့အဲ့ဒါလေးတော့မျှော်ပြီးတာနော်အဲ့ဒီလောက်ကြည့်အောင်စိတ်ဓာတ်ကြံ့ခိုင်သွားတာဘာကြောင့်လဲဆိုရင်အခုမြတ်စွာဘုရားဟောထားတဲ့တရားတွေပွားလို့ပဲမေတ္တာဘာဝနာအစွမ်းချက်တယ်လို့ပဲဉာဏ်နဲ့ဘာဝနာတရားတွေကလည်းဒီလိုအစွမ်းချက်တယ်ဒါကြောင့်မို့အဆိုးလေးမျိုးကိုဖယ်ရှားလိုက်ရုံကအကောင်းလေးမျိုးကိုလည်းအကောင်းသုံးမျိုးကိုလည်းတိဆောက်ပေးနိုင်သေးတယ်အကောင်းသုံးမျိုးကဘာလို့ဆိုရင်တတ္တနာဝိတုဒ္ဓိယစိတ်ဓာတ်ဖြူစင်သွားဖို့အတွက်လည်းဟောဒီတရား
တာမန်လိုညင်ချင်းနေတာမဟုတ်ဘူးဖြူစင်သွားနိုင်တယ်ဒီအကျင့်ကိုကျင့်လိုက်လို့ရှိရင်တတ္တဝါရဲ့စိတ်ဖြူစင်သွားနိုင်တယ်နောက်ရရှိတဲ့အကျိုးတရားပါလို့ဆိုညာယကအဓိကမာယနိဗ္ဗာန်လမ်းကြောင်းကြီးကိုသိသွားနိုင်တယ်ဟောညာယဆိုတာနိဗ္ဗာန်သွားတဲ့လမ်းကြီးတွေ့သွားပြီနောက်ပြီးတော့နောက်ဆုံးဖိုင်လေကြတော့နိဗ္ဗာန်တတ္တသစ္စိကိရိယာယနိဗ္ဗာန်ကိုတွေးထားတဲ့အတိုင်းပဲတကယ်လက်တွေ့လက်မောက်ရရှိသွားတာသစ္စိကိရိယာဆိုတာတကယ်ကိုရတာဆိုတော့ကောင်းကျိုးက၃ခုဆိုးတဲ့အရာဖယ်ရှားပြတာက၄ခုပေါ့အဆိုး၄ခုကိုဖယ်ရှားပြီးတော့အကျိုး၃ခုရရှိတယ်အာရုံပေါင်းလိုက်တဲ့အခါဘုရားတရားကိုကျင့်သုံးတာဟာအကျိုး9မျိုးရှိတယ်မကောင်းတဲ့အရာ၄မျိုးကိုဖယ်ရှားပြီးတော့ကောင်းတဲ့အရာ၃မျိုးကိုရယူရတယ်ဒီလိုဆိုလိုတာနော်အေးမေတ္တာဘာဝနာပွားလိုက်လို့ရှိရင်ကြည့်ရသော်ဗျာခုနကကိုယ်နဲ့လာတိုက်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေတဲ့စိတ်တဆိုးနဲ့စိတ်ဆိုးရင်ငါဆုံးမအောင်မလိုက်နိုင်ဘူးဒါကြောင့်မို့လို့သူ့ဘောမှာဘာလို့ရမလဲဘာနဲ့တုံ့ပြန်ရမလဲမေတ္တာနဲ့တုံ့ပြန်အဲ့ဒီလိုလာပြီးတော့ညစ်တဲ့ပုဂ္ဂိုလ်ကိုတဲ့နာလောစိတ်တံပရိဏတံဘဝိတ္တိငါရဲ့စိတ်ကလေးဟာအပြောင်းလဲမဖြစ်စေရဘူးဒီလိုချက်မှာပြောင်းလဲမဖြစ်စေရဘူးနာသပါပိကဝါစာနေစာမြတ်တာကျိုးရုံမှာမကြောင်းမနာတာစကားတွေကိုမပြောပြီးစေဘူးခိတဒုက္ခပိဝိရိတမေတ္တာစိတ်ကနာဒေါသံကလာမေတ္တာထားပြီးအကျိုးလိုလားတဲ့စိတ်ဓာတ်ကိုပြီးဆောင်မယ်အဲ့ဒီပုဂ္ဂိုလ်ကိုအာယုံပြုပြီးတင်းစားပုဂ္ဂနာမေတ္တာတာဂတိနာစေတနာပြိတ္တမဝိရိဏအဲ့ဒီပုဂ္ဂိုလ်ကိုပဲအထူးမေတ္တာပို့ပြီးတော့နေတယ်တရားဝမနာမေတ္တာသဗ္ဗဝန္တံလောကအဲ့ဒီပုဂ္ဂိုလ်အာယုံပြုပြီးတော့ဖြစ်ပေါ်လာတဲ့မေတ္တာကိုပဲတလောကလုံးကိုဖြန့်ကျက်ပြီးတော့ကျေပြတ်တဲ့မေတ္တာဓာတ်ကြီးရအောင်ကြိုးစားမယ်ဆိုပြီးတော့အဲ့ဒီလိုရှင်းပါလို့ရသော်ဗျာကကစုပမသုတ်တံမှာဒီလိုဟောခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ကဘာရဲ့နှစ်ဦးကာလနှစ်ဆန်းတရက်နေ့မှာတရားချက်ကိုဒီလိုသင်္ပြိတ္တာပေါင်းလို့မိမိတို့ရင်ဆိုင်ကြုံတွေ့နိုင်တဲ့စကား၅မျိုးထိုစကား၅မျိုးတဲ့မိမိတို့ကိုယ်တိုင်ကဟုတ်လားပြောနေတဲ့အချိန်သာပြောမယ်မန္တဝဇာပြောမယ်တိမ်မွေးတဲ့စကားကိုသာပြောမယ်ရင်ကြီးကြီးပြောမယ်အကျိုးရှိတာကိုသာပြောမယ်မေတ္တာစိတ်နဲ့ပြောမယ်လို့မိမိတို့ကိုယ်တိုင်ကဒီလိုကျင့်သုံးထားပြီမဲ့လို့ကျင့်သုံးနိုင်အောင်လည်းကျင့်သုံးရမှာပေါ့ကျင့်သုံးထားပြီမဲ့လို့ပတ်ဝန်းကျင်ကအဲ့ဒီနဲ့ဆက်တဲ့စကားတွေပြောလာလို့ရှိရင်မေတ္တာနဲ့တုံ့ပြန်ဖို့မေတ္တာနှလုံးနဲ့အခါရမှာထားပြီးကျင့်သုံးနိုင်ကြပါစေလို့ဘုန်းကြီးတို့အားလုံးတရားချက်ကဘုရားတဲ့ပြိဿတွေဒီနေ့2009ခုနှစ်စတင်တဲ့နေ့မှာစပြီးမေတ္တာနှလုံးအစဉ်သုံးနိုင်ကြပါစေကုန်သတည်းတတ္တဝါများစွာေယံကွာသံဃာကြပါစေမေတ္တာဤချမ်းသုံးငါဖြံဝိညာဉ်ကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာဒုယဆန္ဒပြပါစေဘုံမန္တဒုက္ခတင်္ဂဇာမေတ္တာပုံနေတုတင်္ဂမမနောတရာတိတဝေတံသဝါယံတုသုကန္တကာမေတ္တာပုံနေတုတင်္ဂမစုပေါင်းကိုအမေတ္တာဓာတ်ကိုရောင်ယူပါဝင်ဝေလမင်းနှင့်ရောင်မြင်ရှေယုံပေါင်းဆောင်ရခြင်းကြောင့်အဝိဒံတွင်မဲ့ဥပ္ပုံလုံးကိုများစွာတတ္တဝါတို့၏မနောတရံဉာဏ်ဖြူစင်အေးကြည်လင်းသည့်ရေစင်ကြည်တင်စိတ်နှလုံးသည်ဟူသောမြေအိုင်ကြီးအတွင်၌ဒုက္ခပင်ကသာအစင်ထာဝရအိယကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတိဟူသောဘုမုဒ္ဒရာဇာဗံတို့သည်ဘုံလန္တဝန္တာရှင်မြူဝမုံလူလည်းကြည်လူပဲကြုံသူပွင့်ကြကုန်မူဖြစ်၍
သူကနကလေအောင်လေးတဲ့ရောရှေတင်ပြန်ပြီးဒီတော်ယနတို့သည်ဘဝရန်သူကောင်းစွာမပြီးချိန်တိုင်းရည်ကြပါစေကုန်